မင်္ဂလာပါရှင်အိမ်အောင်ဒီစုံတွဲများအိမ်အောင်ရေးအဆင်ပြေပြီးမိသားစုပျော်ရွှင်ဖို့အတွက်ကျန်းမာပျော်ရွှင်ပြီးနှစ်ဦးလုံးကျေနပ်မှုအပြည့်ရရှိတဲ့လိင်ဆက်ဆံရေးရှိဖို့ကလည်းအရေးကြီးတဲ့အချက်တစ်ခုဖြစ်ပါတယ်အသက်40ကျော်လာပြီးအိမ်အောင်တက်ရလာတဲ့အချိန်မှာနှစ်ဦးစလုံးလိင်စိတ်လျော့နေလာတက်လို့အိမ်အောင်ရေးမှာအဖို့အထစ်လေးတွေဖြစ်မလာရအောင်ဒီဗီဒီယိုကိုအဆုံးထိလေ့လာပြီးရှင်းပြပေးမယ့်နည်းတွေကိုသေချာပြင်ဆင်လိုက်နာဖို့အကြံပြုပေးရစေရှင်ဒီဗီဒီယိုကတော့အသက်40ကျော်လာရင်ဖြစ်လာတတ်တဲ့လိင်စိတ်လျော့နေခြင်းကိုဘယ်လိုကာကွယ်ရမလဲဆိုတဲ့အကြောင်းကိုရှင်းပြပေးသွားမှာပါ40ကျော်ရင်လိင်စိတ်လျော့နေခြင်းကိုလုံးဝကာကွယ်နိုင်တယ်လို့တော့ပြောလို့မရပါဘူးဒါပေမဲ့အခုပြောပြမယ့်အချက်တွေကိုဂရုစိုက်ခြင်းဖြင့်လျော့နေသွားနှုန်းကိုနှေးကွေးစေနိုင်ပါတယ်ကျန်းမာသောနေထိုင်မှုပုံစံများကိုလေ့ကျင့်ပါအာဟာရပြည့်ဝတဲ့အစားအစာတွေကိုစားသုံးပါလေ့ကျင့်ခန်းပုံမှန်လုပ်ပါကိုယ်လေးချိန်ကိုထိန်းညှိခြင်းအထူးသဖြင့်ကိုယ်လေးချိန်များနေပါကလျှော့ချခြင်းဟာလက်ဟော်မုန်းအဆင့်ကိုတည်ငြိမ်စေပြီးလိင်စိတ်ကိုတိုးတက်စေနိုင်ပါတယ်အေးဝဝအိပ်ပါဆေးလိမ့်နဲ့အရက်ကိုရှောင်ပါကိုခန္ဓာအလှအပနဲ့ကျန်းမာရေးကိုဂရုစိုက်ပါကိုယုံကြည်မှုရှိခြင်းဟာလိင်စိတ်ကိုမြင့်တင်ပေးနိုင်ပါတယ်။ဒါကြောင့်ကိုယ့်ရဲ့အသွင်အပြင်ကိုပြစ်မထားဘဲဂရုစိုက်ပါအရေးပြားထိမ့်သိမ့်မှုသပင်ပုံစံစတာတွေကိုဂရုပြုပါ။ကျန်းမာတဲ့ခန္ဓာကိုယ်ဟာကျန်းမာတဲ့လိင်မှုဘဝကိုပိုင်ဆိုင်စေပါတယ်။စိတ်ဖိစီးမှုကိုစီမံခန့်ခွဲပါယောဂကျင့်ခြင်းတရားထိုင်ခြင်းစတဲ့စိတ်ဖိစီးမှုကိုလျှော့ချနိုင်တဲ့နည်းလမ်းတွေကိုလေ့ကျင့်ပါဆက်ဆံရေးကိုဂရုစိုက်ပါတင့်ရဲ့အိမ်အောင်ဘက်နဲ့ပွန့်ပွန့်လင်းလင်းဆွေးနွေးပါအတူတူအချိန်ဖြုံးပါရိုမန်တဆန်နဲ့အခိုက်အတန့်လေးတွေဖန်တီးပါအချင်းချင်းမယိုးသွားအောင်အသစ်ဆန်းတွေကိုရှာဖွေပါအတူတူခရီးထွက်ခြင်းရုပ်ရှင်ကြည့်ခြင်းစားတောက်ဆိုင်သွားခြင်းစတဲ့လှုပ်ရှားမှုတွေကဆက်ဆံရေးကိုတက်ကြွစေပြီးလိင်စိတ်ကိုလည်းလှုံ့ဆော်ပေးနိုင်ပါတယ်လိုအပ်ပါကဆရာဝန်နဲ့တိုင်ပင်ပါအခုပြောပြခဲ့တဲ့အချက်တွေကိုလိုက်နာခြင်းဖြင့်လိင်စိတ်လျော့နေခြင်းကိုကာကွယ်နိုင်သလိုကျန်းမာတဲ့လူနေမှုအကျင့်ကိုလိုက်နာကျင့်သုံးပြီးသားဖြစ်တဲ့အတွက်ဘဝလွန်ယောဂသွေးတိုးယောဂစီးချိုယောဂကင်ဆာယောဂစတဲ့မကူးစက်တတ်သောယောဂများကိုပါကာကွယ်နိုင်မှာမို့အလွန်အကျိုးရှိပါတယ်။နောက်ဗီဒီယိုကြရင်လိင်စိတ်လျော့နေခြင်းကိုဘယ်လိုကုသရမလဲဆိုတဲ့အကြောင်းကိုရှင်းပြမစားမှုစောင့်ကြည့်ပေးကြပါအောင်ရှင်။